ယေရှုခရစ်နာမအဖြစ်အရောက်စီတိုင်းကိုနှုတ်ဆက်ပါရယ်ဘုရားရှင်ကောင်းချီးပေးပါစေလို့ရှိဦးစွာကျွန်တော်နှုတ်ခွန်းဆက်လိုပါရယ်ကျွန်တော်တို့ရဲ့ဒီခက်ကာလနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာအရကျွန်တော်တို့ဆွေးနွေးထားတဲ့နမိတ်လက္ခဏာတွေအကြောင်းအရာတွေဟာဆရာကြီးဒေးဗစ်ရီဂန်ရဲ့စာပေါ့နော်သူရေးသားထားတဲ့စာအုပ်ထဲကနေအတိကကျွန်တော်ကိုးကားပြီးတော့စနစ်တကျဖော်ထုတ်ခြင်းဖြစ်တယ်ဆိုတာကိုရှေ့ဦးစွာကျွန်တော်ပြောလိုပါတယ်တကယ်တမ်းဆိုရင်ကျမ်းစာထဲကအကြောင်းအရာပါပဲအားလုံးကသူ့တော့ဒီလိုမျိုးပေါ့နော်နမိတ်လက္ခဏာတွေဟာစနစ်တကျလေးအပိုင်းလိုက်နဲ့ရှုထောင့်အမျိုးမျိုးနဲ့ခွဲခြားတဲ့အရာကြတော့နော်ပိုင်းခြားတဲ့အရာကြတော့ဒီလိုလောက်တော့သူကဆရာကြီးဒေးဗစ်ရီဂန်ဖြစ်ပါတယ်သူ့စာအုပ်ဒီမှာမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်မြန်မာလိုဘာသာပြန်ထားပါတယ်ဒါပြီးခဲ့တဲ့တစ်နှစ်တုန်းကတော့နော်ဝယ်စရာတော့မရှိတော့ပါဘူးတကယ်လို့လိုအပ်တယ်ဆိုရင်ကျွန်တော်အိမ်မှာအနည်းငယ်ရှိပါသေးတယ်နော်အဲ့ဒါကိုကျွန်တော်ပြောပြလိုပါတယ်ဒီအကြောင်းအရာတွေနာမည်လက္ခဏာတွေအကြောင်းအရာတွေကိုအသေးစိတ်သိချင်တယ်ဆိုရင်ဒီမှာရှိပါတယ်လို့ဒီစာအုပ်ထဲမှာဒါကိုကျွန်တော်ရှင်းဥစွာမှတ်ဆက်လိုပါတယ်ကြည့်ဒီတစ်ခါမှာလဲဒီဘုရားသခင်ကအဲ့ဒီလိုမျိုးတွေကိုတမန်ကျမ်းစာထဲမှာမြင်တွေ့ရတဲ့အတိုင်းပါပဲသင်္ဘောတဖန်ပြင်နဲ့နှိုင်းထားတဲ့အချက်လေးတွေတွေ့ရပါတယ်ယေရှုခရစ်တော်ရဲ့နောက်တစ်ဖန်နိုင်ငံတော်ပြန်လည်တည်ထောင်ရမယ့်ကာလနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိအချိန်လိုသေးလဲဘယ်လောက်နေကမှုရှိပြီလဲဆိုတာတိုင်းတာတဲ့အနေနဲ့အဲ့ဒီလိုမျိုးတွေရဲ့နိုင်ငံရဲ့အခြေအနေကိုခိုင်းနိုင်ပြီးတော့ယေရှုခရစ်တော်ကသင်္ဘောတဖန်သေးနဲ့ပေါ့နော်နှိုင်းရှင်ပြီးတော့နမိတ်လက္ခဏာတစ်ခုအနေနဲ့ရှိပြီးနမိတ်အနေနဲ့သူကပြောသွားတာတွေ့ရတာဖြစ်ပါတယ်ရှင်မဿဲခရစ်ဝင်24အငယ်3:3ထဲမှာယေရှုခရစ်တော်ကဣသရေလလူမျိုးတွေကိုသင်္ဘောတဖန်ပြင်နဲ့နှိုင်းပြီးတော့အရာကနေသင်ခန်းစာတွေယူကြပါဆိုပြီးတော့သူကပြောထားပါတယ်ရှင်လုကာ21ထဲမှာလဲနော်အခန်းကြီး21အငယ်2 9ကနေ33ထဲမှာလဲပြောပါတယ်တစ်ချက်လေးဖတ်ရအောင်နော်တဖန်ထက်ရွက်မိန်တော်မူသည်ကားဥပမာကသင်္ဘောတဖန်ပြင်မှဆ၍တစ်ပြင်များကိုမကြလောအရွက်ပေါက်သောအခါနှွေကာလနည်းတွေကိုသင်တို့သည်အလိုအလျောက်သိမြင်ကြ၏ထိုနည်းတူထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျင်ဘုရားသခင်၏နိုင်ငံတော်တည်လို့နည်းတွေကိုသိမှတ်ကြလောဆိုပြီးတော့ပြောပါတယ်သင်္ဘောတဖန်ပြင်ရဲ့အရွက်နှုတ်တွေပေါက်ချင်းသည်နွေရာသီနွေအိုးရောက်ပြီးနွေရာသီအမှန်တကယ်ရောက်လို့နေပြီဆိုတဲ့အကြောင်းရဲ့အရေးပြတယ်လို့ပါပဲတဲ့အေးတေရလိုမျိုးတွေရဲ့ရွက်နှုတ်ပေါက်ချင်းပေါ့နော်အခက်အလက်တွေပြန်လဲပေါက်တယ်ဆိုတဲ့အရာကနိုင်ငံတော်သူတို့ရဲ့ဣသရေလနိုင်ငံနေပြန်လဲတည်ထောင်တာเนาะလွတ်လပ်ရေးပြန်ရတာကိုယ်ပိုင်နိုင်ငံတည်ထောင်ခြင်းဖြစ်တယ်ဆိုတာကိုယေရှုခရစ်တော်ရဲ့ဆိုလိုခြင်းဖြစ်ပါတယ်ဒီအရာကသူတစ်ပါးရဲ့လက်အောက်ထဲမှာမိမိနိုင်ငံကိုဆုံးရှုံးပြီးတော့အကြာကြီးဖိနှိပ်ခြင်းခံရမယ်ပြီးမှအဲ့ဒီနိုင်ငံကိုပြန်လဲရယူတဲ့အချိန်ရောက်လိုက်မယ်အဲ့ဒီအချိန်ကိုမြင်တယ်ဆိုလို့ရှိရင်ကိုတော်ပြန်လာမယ့်အချိန်နေကပ်ပြီးနိုင်ငံတော်တည်ထောင်မယ့်အချိန်နေကပ်ပြီးဆိုတဲ့သဘောခရစ်တော်ကအဲ့လိုပြောခြင်းဖြစ်ပါတယ်ဆိုတော့တပားလိုမျိုးတွေကခြေနှင်းမယ်အောက်ဆိုးမှာပေါ့နော်အရင်ခံရမယ့်အကြောင်းရှင်လုကာ21အငယ်24မှာယေရှုခရစ်တော်ကပြောထားပါတယ်သူတို့သည်ဒါပြီးဖြစ်ပျက်စီးခြင်းတို့ရောက်ကြလိမ့်မည်ဒီနေရာမှာသူတို့သည်ဆိုတာကဣသရေလလူမျိုးတွေเนาะဂျိုးလူမျိုးတွေဖြစ်တယ်အခြားသောပြည်အရရတို့ဖမ်းသွားကြလိမ့်မည်တပါးအမျိုးသားတို့သည်မိမိတို့အချိန်ကာလမပြည့်စုံမီတိုင်အောင်ယေရုရှလင်မြို့ကိုခြေနှင့်နှင်းကြလိမ့်မည်တပါးလူမျိုးများအချိန်ကာလပြည့်စုံပြီးမှမိမိတို့နိုင်ငံပြန်လည်တည်ထောင်တာပြောတာเนาะတိုင်းပိတ်ပြီးမှကိုတော့ကြွားလာမယ့်အကြောင်းကျမ်းပိတ်ဖြစ်ပါတယ်ဒီအရာဟာယေရှုခရစ်တော်ကိုနော်ငင်းပယ်တဲ့အရာကနေအစပြုတ်ပါတယ်ဓမ္မဟောင်းခက်ကလေးကသူ့လူမျိုးတွေကိုဘုရားသခင်ကသူတို့ရဲ့မယုံကြည်မှုကြောင့်ဆုံးမတာအကြိမ်ကြိမ်ပါပဲတိုင်းတစ်ပါးနိုင်ငံမှာကြုံခံတာပေါ့နော်ဥပမာပြောရမယ်ဆိုရင်အာဆီရီးယားနိုင်ငံမှာတို့
ဘာဘလုန်နိုင်ငံတို့နော်အဲ့လိုမျိုးတွေသူများနိုင်ငံမှာဂျုံခံရတာနင်ထုတ်ချင်းခံရတာအခုလဲယေရှုခရစ်တော်မြတ်ရှိရတဲ့ခင်ကိုသူတို့ငင်းပယ်တဲ့အခါမှာဘုရားသခင်ကသူတို့ကိုတဖန်ဒီတစ်ခေါက်တော့တော်တော်ကိုပြင်းပြင်းထန်ထန်ပေါ့နော်ရောမအစိုးရကိုအသုံးပြုခြင်းအဖြစ်ဂျေရုဆလင်မြို့ဟာကုန်းလုံးပျက်စီးခြင်းသူရောက်တယ်ဂျိုးလိုမျိုးတွေဟာရောမအစိုးရရဲ့တပ်ဖြတ်ခြင်းများစွာခံခဲ့ရပါတယ်ဒါကAD 80မှာပေါ့နော်သူတို့ရဲ့ဘူချုပ်ကြီးတိုက်တာစာနေပြီးတော့ဂျေရုဆလင်မြို့ကိုလာပြီးတော့အကုန်လုံးဖျက်ဆီးလိုက်တာဖြစ်ပါတယ်လူမြောက်များစွာနော်တီကြီးဖျက်ဆီးကြတယ်အဲ့အနေစပြီးတော့ဂျိုးလိုမျိုးတွေကမိမိတို့နိုင်ငံမှာမလုံခြုံဘူးဆိုတာသိတဲ့ခါမှာနိုင်ငံအနှံ့မှာထွက်ပြေးကြတယ်ကဘာအနှံ့မှာထွက်ပြေးကြတယ်ဒီတစ်ခေါက်တော့ကဘာတဝိုင်းလုံးမှာထွက်ပြေးနေကြတယ်တွေ့ရပါတယ်ဒီလိုနဲ့သူတို့ရဲ့မြို့တော်ဂျေရုဆလင်မြို့ဖြစ်သူတို့နိုင်ငံဟာဆိုလို့ရှိရင်သူတစ်ပါးရဲ့ခြေနှင်းချင်းခံရပါတယ်တခြားလူမျိုးတွေရဲ့နော်အလှဲ့တိုင်ပိတ်ချင်းနော်အဲ့လိုမျိုးခံရပါတယ်နှစ်ပေါင်းဘယ်လောက်ကြာလဲဆိုတော့1898နှစ်တိုင်ပေါ့နော်2000နီးပါးဖြစ်သွားပါတယ်သူတို့နိုင်ငံကအဲ့လိုမျိုးစွန့်ပစ်ခြင်းခံရပါတယ်သူတို့မှာအင်အားမရှိတော့ဘူးဆိုတော့ဒီဟာယေရှုပြောတဲ့အတိုင်းပဲဒီအရာကဘယ်လိုပြောရမလဲတပားလိုမျိုးတွေရဲ့ခြေနှင်းချင်းခံရမယ်ဆိုတဲ့အရာပေါ့နော်ပြေဆုံးလာတာဖြစ်ပါတယ်သို့တော့နှုတ်ကပတ်တော်ဟာကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်ဆိုတဲ့အတိုင်းပါပဲအချိန်တန်တဲ့အခါမှာဣသလိုမျိုးတွေဟာ1948ခုနှစ်မှာဒုတိယကမ္ဘာစစ်ရဲ့နော်ဆိုးထဲကနေအကောင်းအနေနဲ့ပြန်လည်ပြီးတော့သူတို့နိုင်ငံကိုပြန်လည်တည်ထောင်ခွင့်ရပါတယ်ဒီနေရာမှာအံ့ဩစရာအလွန်ကောင်းတဲ့အရာကဘာလဲဆိုလို့ရှိရင်ဗြိတိန်နိုင်ငံရဲ့လက်ထဲမှာနော်ဒီဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီးတော့ဒီအစ္စရေးနိုင်ငံကိုအာဏာကဗြိတိန်ကဒုတိယကမ္ဘာစစ်ကိုအနိုင်ရတဲ့အခါမှာအရင်ကအုပ်ချုပ်လာတဲ့ Ottoman Empire ပေါ့နော်ဒီတူရကီအစိုးရကအုပ်ချုပ်တဲ့အရာဟာဗြိတိန်ကအာဏာရလာတဲ့အခါမှာကြတော့ဂျိုးလူမျိုးတွေအတွက်မိုးရင်းနိုင်ငံကိုမိုးရင်းလူမျိုးတွေကပဲပြန်လည်ပြီးတော့ပိုင်ဆိုင်ပါစေဆိုပြီးတော့သူကအမိန့်ချလိုက်တာအဲ့ဒါ Balfour Declaration လို့ခေါ်ကြပါတယ်အဲ့ဒါကနေစပြီးတော့ဂျိုးလူမျိုးတွေကမိမိတို့ရဲ့နိုင်ငံကိုနော်ကမ္ဘာအနှံ့ကနေပြန်လာပြီးတော့ဂျေဆန်တလုံးတော်မှဖောက်ဆံမလို့ပဲနဲ့သွေးတစ်စက်တောင်မှပေါ့နော်ပြောမယ်ဆိုရင်နိုင်ငံရေးအရာပြောမယ်ဆိုလို့ရှင်ပေါ့နော်သွေးချွေးတွေပြင်ပန်းဆံမလို့ပဲနဲ့သူတို့နိုင်ငံကိုဘုံတစ်လုံးတော်မဖောက်ခွဲရပဲနဲ့ပြန်လဲလွတ်လပ်ရေးရတယ်ဆိုတာကအံ့ဩစရာကောင်းတယ်ဒီအရာထက်အံ့ဩစရာကောင်းတာကမ္ဘာမှာမရှိပါဘူးဒါဟာနမိတ်လက္ခဏာအမတန်မှကြီးမားတဲ့နမိတ်လက္ခဏာဖြစ်ပါတယ်ဘုရားသခင်အတွက်ဆိုရင်လွယ်လေးပဲဆိုတာကိုမြင်တွေ့နေရပါတယ်တိုင်းနိုင်ငံရဲ့အပြောင်းအလဲတွေအာဏာရှင်တွေရဲ့အပြောင်းအလဲဆိုတာကဘုရားလက်ထဲမှာရှိတယ်ဆိုတာကိုဒီအရာကကျွန်တော်တို့ကိုတုံသင်ပေးနေတာဖြစ်ပါတယ်ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးပဋိပက္ခတွေအားလုံးဘုရားသခင်ရဲ့လက်တော်ထဲမှာရှိတယ်နောက်ဆုံးမှာသူ့ရဲ့အလိုတော်တိုင်းပဲပြည့်စုံလာဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရပါတယ်အဲ့လောက်ထိပူပန်ရှာလဲမလိုပါဘူးဆိုပြီးတော့ကျွန်တော်တစ်ချက်လေးကြားထဲမှာเนาะခွန်အားပေးလိုပါတယ်ဒီလိုနဲ့ယေရှုပြောသွားတဲ့တင်မောတဖန်ပြင်ရက်နို့တွေပေါက်လာတဲ့ဆိုတဲ့ဟာက1948ခုနှစ်မှာမေလ1ရက်နေ့မှာဣသရေလလူမျိုးတွေကသူတို့တိုင်းပြည်ပြန်လဲတည်ထောင်ခြင်းကိုဆိုလိုခြင်းဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်ဒီအရာရဲ့အပြီးမှကိုရောရဲ့နိုင်ငံတော်တည်ထောင်မယ်ဆိုတဲ့သဘောဖြစ်တဲ့အခါမှာဒါဆိုရင်ယေရှုခရစ်တော်ကနောက်တစ်ခေါက်ပြန်လာဖို့ရန်တော်တော်နေပြီဆိုတာကိုမင်းတို့သိမှတ်ကြပါလို့သူကပြောတယ်တကားဝမှာငါရှိပြီဆိုလို့တော့ပြောထားပါတယ်เนาะရှင်မတဲတဲမှာဆိုရင်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တခုလေးကပါလဲဆိုတကယ်သူတို့လွတ်လပ်ရေးတော့48ခုနှစ်တုန်းကတော့ရပြီမဲ့တကယ်အပြည့်အဝသူတို့ရဲ့ဂျေရုဆလင်မြို့ကိုထိန်းချုပ်တာကြတော့1969နှစ်ပေါ့နော်1969ခုနှစ်မှာဂျွန်လ9ရက်နေ့တုန်းကဖြစ်ပါတယ်ဒီချိန်မှာပဲသူတို့ရဲ့6ရက်စစ်ပွဲဆိုတာရှိပါတယ်
သူတို့အာရဗ်ကဘာရပြန်တိုက်ခိုက်တဲ့ခါမှာဒါပေမဲ့သူတို့အာဏာအပြည့်အပိုင်အမှတိုင်းယူလိုက်ရတယ်ဆိုတော့လွတ်လပ်ရေးရတာက48ခုနှစ်သို့တော့အပြည့်အဝသူတို့နိုင်ငံဂျေရုဆလင်မြို့ကိုပြန်လဲတိုင်းပိတ်ရတာက69ခုနှစ်မှာဖြစ်တယ်ဆိုတာကိုသိဖို့လိုအပ်ပါတယ်ဒီအရာတွေဟာရွက်နှုတ်ပေါက်ခြင်းเนาะယေရှုခရစ်တော်ပြောတဲ့တင်မောတဖန်ပြင်မှာအရွက်နှုတ်လေးတွေပေါက်လာတဲ့နှွေအိုးရောက်တော့မယ်ဆိုတဲ့အရာဖြစ်တယ်ဝိနည်းရေးရမှာကျွန်တော်တို့အတွက်ဘာပြောချင်လဲဆိုရင်ကိုတော့ကြွလာဖို့နေပြီးကိုတော့ပြန်လာမယ့်အချိန်တော်တော်ကိုနေကပ်ပြီးဆိုတဲ့အကြောင်းကိုဒီဣသရေလလူမျိုးတွေရဲ့နိုင်ငံရေးအခြေအနေကဝိနည်းရေးရမှာအတိုက်ပဲရှိတယ်ဆိုတာကိုပေါ်ပြခြင်းဖြစ်ပါတယ်ဒီအကြောင်းအရာကိုတခြားနိလန်အဖြစ်ယူဇကြည်လအဖြစ်ဘုရားသခင်ကယူပါယုံထဲမှာဖော်ပြထားတာလည်းရှိပါသေးတယ်ယူဇကြည်လ39ထဲမှာဘုရားသခင်ကယေဇကြည်လ prophet ယေဇကြည်လကိုချိုင်းဝိုင်းတနေရာမှာခေါ်ပြီးတော့အဲ့ဒီနေရာမှာအယိုး6တွေအများကြီးစုပုံလိုက်ပေါ့နော်သူ့ကိုပြလိုက်ပါတယ်ဒီအယိုး6တွေကိုဣသရေလမျိုးတွေရဲ့အနေအထားကိုဆိုလိုခြင်းဖြစ်ပါတယ်ဣသရေလမျိုးတွေဟာသူတို့နိုင်ငံမှာကိုယ်ပိုင်နိုင်ငံမရက်တည်နိုင်တဲ့အချိန်နှစ်ပေါင်း2000နီးပါးအဲဒီ90ကနေစပြီးတော့1948ခုနှစ်ကြားထဲမှာသူတို့ဟာကဘာအနက်မှာထွက်ပြေးနေရတဲ့เนาะအနေအထားမှာရှိတဲ့အရာဒီအကြောင်းအရာကိုဒီအခြေအနေကိုအယိုးစုပုံလိုတည်တဲ့အယိုး6နဲ့เนาะတော်တော်ကို6ကတ်တဲ့အယိုးနဲ့ခိုင်နိုင်ထားတာဖြစ်ပါတယ်။ဗာမျောလင့်ချက်မှဘာခွန်အားအင်အားတစ်ခုမှသူတို့မှမရှိဘူးဆိုတာကိုဖော်ပြခြင်းဖြစ်ပါတယ်။ဒါနဲ့ဘုရားသခင်ကယေဇကျေလကိုပြောပါတယ်ဒီအယိုး6ကိုအမိန့်ပေးပါတဲ့။အဲ့ဒါနဲ့ဘုရားသခင်ကယေဇကျေလပြောတဲ့အတိုင်းပဲယေဇကျေလကနော်ဘုရားပြောတဲ့အတိုင်းပဲသူကအမိန့်ပေးပါတယ်နှုတ်ကပတ်တော်ဒါနဲ့ဒီအယိုး6တွေကတဲ့ဒီအယိုးထဲမှာတဲ့အသားတွေသွေးကြောတွေအသွေးတွေသွေးသားပေါ့နော်ဒီခန္ဓာကိုအသွေးအသားတွေကိုပြန်လဲပြီးတော့တက်လာတယ်တဲ့ပေါက်လာတယ်တဲ့နော်အဲ့ဒါပထမအဆင့်တွေ့ရတယ်ဒီအဆင့်ကအခုကျွန်တော်တို့ဆွမ်းနာပြောနေတဲ့သူတို့နိုင်ငံပြန်လဲတည်ထောင်နိုင်တဲ့မြေကြီးပေါ်မှာမြေကြီးနဲ့ပတ်သက်တဲ့ကောင်းခြင်းမင်္ဂလာပြန်လဲပန်းလို့ပွင့်လာတဲ့အကြောင်းပေါ့နော်ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်ဘုရားသခင်ကသူတို့တွေကိုဤကဘာပေါ်မှာမြေကြီးနဲ့ပတ်သက်တဲ့ကောင်းကြီးတွေအများကြီးသူတို့ကိုပြန်လဲပေးတယ်တဲကနာရလို့6ကတ်ခဲ့တဲ့သူတို့နိုင်ငံဟာကဘာပေါ်မှာတည်ရနာအကောင်းဆုံးနေရာထွက်ကောင်းဆုံးနေရာတဘာဝ BN ရဲ့အလုံးခြုံဆုံးနေရာတစ်ခုလိုပေါ့နော်စစ်ရေးရမှာလဲပညာအရှိဆုံးပညာရေးရမှာလဲတဲ့ပံပညာရှင်တွေနော်တရားမှာ80ရာခိုင်နှုန်းလောက်ကဂျိုးလိုမျိုးတွေပဲဖြစ်ပါတယ်အဲ့ဒီလိုနဲ့ကောင်းကြီးလောကီနဲ့ပတ်သက်တဲ့မြေကြီးနဲ့ပတ်သက်တဲ့ကောင်းကြီးများစွာဘုရားသခင်ကပြန်လဲပေးတဲ့အရာကိုမြင်တွေ့ခြင်းဖြစ်ပါတယ်ဒီအရာကအယိုးပေါ်မှာအသားတွေတက်လာတယ်ဆိုတဲ့အရာကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါနဲ့ဘုရားသခင်ကယေဇကျေလကိုနောက်တစ်ခုပြန်ခိုင်းပါတယ်ဒီအယိုးစုပုံထဲမှာအသားတွေတက်လာပြီးပြီဒါပေမဲ့အသက်မရှင်သေးဘူးသူတို့ကနော်အံ့ဩစရာကောင်းတယ်ဒီအရာကဝိနည်းရေးရမှာသူတို့အသက်မရှိသေးတာကိုဆိုလိုခြင်းဖြစ်ပါတယ်အခုလောလောဆယ်တော့ဘုရားသခင်ကကဘာမြေကြီးနဲ့ပတ်သက်တဲ့မြေကြီးကောင်းကြီးတွေများစွာပြီးတော့လဲသူတို့ဝိနည်းရေးရမှာသူတို့ကအသက်မရှိသေးဘူးအဲ့ဒါကိုတွေ့နိုင်ပါတယ်ဒါနဲ့ယေဇကျေလကနောက်တစ်ခါအဆင့်နှစ်အနေနဲ့ဘုရားသခင်ခိုင်းတဲ့အတိုင်းပဲအမိန့်ပြန်ပြီးတဲ့အခါမှာဒီအယိုး6တွေပေါ့နော်အသားတွေတက်လာတဲ့အယိုး6တွေလူခန္ဓာကိုအကုန်လုံးရှိပြီပေါ့နော်အသက်မရှိတော့တဲ့လူတွေပေါ့ပြောမယ်ဆိုရင်ဒုတိယအဆင့်မှာကျတော့အမိန့်ပြန်ပြီးတဲ့အခါမှာပြန်ထတယ်တဲ့ထပြီးတော့အခုတော့အသက်ဝင်လာတယ်ပေါ့နော်ဘုရားသခင်ရဲ့စစ်ပူချီတွေပေါ့နော်ဘုရားသခင်ရဲ့စစ်တဲ့တော်တွေများစွာဖြစ်လာကြတယ်ဆိုပြီးတော့ဒုတိယအဆင့်မှာမြင်တွေ့နေရတဲ့အရာဖြစ်ပါတယ်ဒါကတော့ဣသလိုမျိုးတွေရဲ့အမှန်တကယ်မေရှိယသခင်ကိုယုံကြည်လက်ခံလာပြီးတော့ဝိနည်းရေးရမှာသာရအသက်ဝင်စားလာမဲ့အကြောင်းတွေဝိနည်းကောင်းကြီးတွေပြန်လဲခံစားမဲ့အကြောင်းတွေကိုအရိုက်ပြတာဖြစ်ပါတယ်ဒါကတော့အခုထိတော့မပြည့်စုံသေးပါဘူးဘယ်ချိန်မှာပြည့်စုံမလဲဆိုလို့ရှိရင်ယေရှုခရစ်တော်ကသူတို့ကို
ဆုံးမတဲ့ကာလလို့ပြောရမှာလားဗိဒန်ကြီးခုနှစ်ကာလအတော်ထဲမှာအေးသက်လိုမျိုးတွေရဲ့နော်တော်တော်ကိုစူးဝါးတဲ့အခြေအနေတစ်ခုရင်ဆိုင်လာမှာအဲ့ဒီခါကျရင်သူတို့ကအော်မေရှိယသခင်ကိုငါတို့လက်ဝါးကားထဲမှာရိုက်တက်ခဲ့တာပဲဆိုပြီးတော့နောင်တတွေရလာမှာဖြစ်ပါတယ်အဲ့ဒီချိန်ကျမှကြောက်ခဲခဲ့သူမှာကြောတဲ့နှလုံးသားကိုနော်အသားကဲ့သို့အနိုးညံ့သောနှလုံးသားနဲ့ငါစားထိုးပြီးမယ်ဆိုတဲ့နှုတ်ကပတ်တော်အတိုင်းပဲသူတို့ဟာပြောင်းလဲလာကြမယ်။ထာဝရအသက်ရလာကြမယ်။ဝိညာဉ်ရေးရမှာအသက်ရှင်လာကြမယ်ဆိုတာဒီယေဇကျေလရဲ့ယူပါယုံအားဖြင့်ကျွန်တော်တို့နားလည်သဘောပေါက်ခြင်းဖြစ်ပါတယ်။ဆိုတော့ပထမအဆင့်အကျိုးချုပ်တဲ့ကအသားတွေအသွေးကြောတွေပြည်လာတယ်ဆိုတာကြတော့အခုပြည့်စုံပြီးသွားပြီပါတယ်။ဒုတိယအဆင့်ဝိညာဉ်ရေးရမှာအသက်ရဖို့သူတို့ကလိုပါသေးတယ်နော်ကဲအဲ့ဒါဟာလည်းပဲတဖြည်းဖြည်းအစပြုတ်နေတယ်ဆိုတာကျွန်တော်တို့သဘောပေါက်ပါတယ်မကြာသေးခင်ကပဲနော်ဣသလိုမျိုးတွေကသူတို့နိုင်ငံအုပ်ချုပ်လာတဲ့နောက်ပိုင်းမှာဝိညာဉ်ရေးရမှာနိုးထမှုတွေတဖြည်းဖြည်းစတင်လာပါတယ်အခုဆိုရင်မေရှိယသခင်ပြန်လာဖို့ရန်အလိုနေကတ်တဲ့အကြောင်းကိုသူတို့ဂျိုးဘာသာရေးမှာတကြွလှုပ်ရှားတဲ့အဖွဲ့တွေတဖြည်းဖြည်းများလာပါတယ်လောလောဆယ်တော့လူဦးရေအနေနဲ့အများစုက80ရာခိုင်နှုန်းလောက်ကတော့ဘုရားမဲ့ဝါဒတွေဖြစ်ပါတယ်ဘုရားမဲ့ဝါဒီတွေဖြစ်ပါတယ်သို့တော်တဖြည်းဖြည်းချင်းနဲ့မေရှိယသခင်ကိုစောင့်မျှော်သောအဖွဲ့တွေဂျိုးဘာသာနော်ကိုင်းဆိုင်သောသူတွေများပြားလာတယ်မေရှိယပြန်လာဖို့အလွန်နေပြီဆိုပြီးတော့သူတို့တော်တော်ကိုတက်ကြွနေတာကိုမြင်တွေ့နေရပါတယ်ဒီချိန်မှာကျွန်တော်တို့ခရိယန်တွေကပဲပြောင်းပြန်ဖြစ်နေတာကိုတော့ပြန်လာမဲ့နေ့ရက်ကိုမမျှော်လင့်တတ်ရင်မခုန်တတ်နော်ကျွဲပါစောင်းတီးလို့ပေါ့နော်ကျွန်တော်တို့ဖြစ်နေတာမြင်တွေ့နေရတယ်တက်ကြွမှုပျော်ရွှင်မှုလည်းမရှိသာသနာထဲမှာလည်းပို့ပြီးတော့စက္ကတ်ချင်တာလည်းမရှိကျွန်တော်တို့တွေဟာကိုတော်ပြန်လာမယ့်အကြောင်းနဲ့ပတ်သက်ပြီးတော့မယုံကြည်သူတွေဂျိုးတွေရတော့မှအဲ့လောက်တက်ကြွနေတဲ့အချိန်မှာနိုးထားတဲ့အချိန်မှာခရိယန်တွေကအိပ်ပျော်နေတာကိုမြင်တွေ့နေရပါတယ်ပြောရင်လည်းမယုံကြည်ဘူးเนาะဒီအကြောင်းအရာကငယ်ကလေးကကြားတဲ့စကားပါညာပေါ့လက်ရှိဖြစ်နေတဲ့နမိတ်လက္ခဏာတွေကိုအရင်နဲ့မတူဘူးဆိုတာကိုတော့မသိဘူးခရိယန်တွေကเนาะအဲ့လိုဖြစ်နေရပါတယ်ကဲထားပါတော့ကဲယေရှုခရစ်တော်စကားတစ်ခုဘာလဲဆိုရင်မဿဲ24:34ထဲမှာငါအမှန်ဆိုသည်ကယခုဖြစ်သောလူများမကုန်မီသူအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်ဆိုပြီးစကားပြောပါတယ်သူဒီစကားဟာတော်တော်နဲ့တဲ့စကားဖြစ်ပါတယ်ဓမ္မပညာရှင်တွေအနှစ်ဖွင့်တဲ့အခါမှာအများစုကဒီလိုအနှစ်ဖွင့်ကြပါတယ်ဘာဆိုလိုလဲဆိုတော့ဒီဂျေရုဆလင်မြို့အာဏာအပြည့်အဝရရှိလာတာကိုမြင်တွေ့သောမျိုးဆက်တွေပေါ့နော်ယခုဖြစ်သောလူများဆိုတာအဲ့ဒီဂျေရုဆလင်မြို့လွတ်လပ်ရေးကိုရတဲ့အချိန်မှာမွေးဖွားသောလူတွေပေါ့နော်အဲ့ဒီမျိုးဆက်တွေကတဲ့ကိုတော့ပြန်လာတဲ့အချိန်တိတိုင်အောင်အသက်ရှင်ကြမယ်ဆိုတဲ့တောသူရှိလိမ့်မယ်ပေါ့နော်အဲ့လိုယုံကြည်ချက်ရှိတယ်တကယ်လို့အဲ့ဒါသာမှန်တယ်ဆိုလို့ရှိရင်တွက်ကြည့်ရအောင်ဆိုတော့ယေရုရှလင်မြို့အာဏာအပြည့်အဝသူတို့ရရှိလာတာက1960ခုဖြစ်ပါတယ်เนาะလွတ်လပ်ရေးရတာကတော့48ကရပါတယ်ဒါပေမဲ့အပြည့်အဝယေရုရှလင်မြို့ကိုမသိမ်းရသေးပါဘူးเนาะဒါကြောင့်60ခုနှစ်မှာသူတို့ကအာဏာအပြည့်အဝရတယ်ဆိုတော့68ကနေတွက်ကြည့်မယ်1968ကနေမွေးဖွားတဲ့ဂျိုးလူမျိုးတစုံတစ်ယောက်ဟာအသက်80ထိအသက်ရှင်မယ်ဆိုပါတော့ဒီကြားထဲမှာခရစ်တော်ကြွလာမဲ့ချိန်ကိုမြင်တွေ့ခွင့်ရမယ်ဆိုတဲ့အတိတ်ပဲအတိုင်းပဲဖြစ်တယ်ဆိုရင်ဒါဆိုရင်ယေရှုခရစ်တော်ပဲချိန်လောက်ကြွလာနိုင်လဲဆိုတော့2048ခုနှစ်လောက်မှာဖြစ်နိုင်တယ်အဲ့လိုဖြစ်သွားတယ်အခု2026ဆိုတော့ပြန်နှုတ်မယ်ဆိုတော့20နဲ့ဘယ်လောက်လဲ22နှစ်ပဲကျန်တော့တာပေါ့နော်နှစ်ပေါင်း22နှစ်ထဲမှာပြည်ထောင်ကြီး9နှစ်ကိုကျွန်တော်ခြေဆောင်ချင်းကအရင်လာမယ်ဆိုတော့ပြည်ထောင်ကြီး9နှစ်ကိုပြန်နှုတ်မယ်ဆိုတော့ပြန်နှစ်ဆို15နှစ်ပဲကျန်တော့တယ်တကယ်လို့များအသက်80မဟုတ်ဘဲနဲ့အသက်80အသက်ရှင်တော်သူတယောက်ကခရစ်တော်ကြွလာမဲ့နေ့ရက်ကိုမြင်တွေ့ခွင့်ရမယ်ဆိုပါတော့ဒါဆိုရင်နောက်ထပ်10နှစ်ထပ်နှောက်ရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်နောက်ထပ်10နှစ်နှောက်မယ်ဆိုလို့ရှင်တော့15နှစ်တော့မဟုတ်တော့ဘူးဘယ်လောက်ကြာလဲ9နှစ်လောက်ပဲကြာတော့တယ်ဆိုတော့ကဲ9နှစ်လောက်ပဲကျွန်တော်တို့မှာဒီလောကရဲ့ပဏိပခါတွေဆင်းရဲဒုက္ခတွေမြင်တွေ့ခွင့်ရတော့မယ့်အနေအထားမှာရှိတယ်ဒါဟာအတိအကျမှန်ကန်တယ်လို့ဆိုလိုတာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့နေ့ရက်ကာလခုနှစ်လတွေနော်
ဘယ်သူမှမသိဘူးတိခွင့်မရှိဘူးဒါကြောင့်မို့လို့တိကျပြောတယ်ဟောတယ်ဆိုလို့ရှိရင်ဒါဒီလိုဟာမဟုတ်တော့ဘူးเนาะအဲ့ဒါသိဖို့လိုတယ်ကဲဒါကြောင့်ဒီအရာကိုကျွန်တော်တို့ကြည့်ချင်းအားဖြင့်ဒါပဲဖြစ်ဖြစ်ကိုတော်ရဲ့နေ့ရက်ကာလဟာအလုံးနေကပ်ပြီးဆိုတာကိုနားလည်ရပါတယ်ဂျူးလူမျိုးတွေထဲကဒီမှာအခုသူတို့ရဲ့ PM ပေါ့နော် Prime Minister သူတို့ရဲ့ဝန်ကြီးချုပ်နေတန်နီယာဟူကအရင်တော့ကသူနိုင်ငံရေးထဲမဝင်ခင်မှာ Prophet တယောက်လို့ပြောသူတို့ရဲ့ဂျိုးဘာသာဆရာတပါးက Rabbi ပေါ့နော် Rabbi လားမသိဘူးသူတို့အခေါ်ပေါ့သူကပြောပါတယ်နေရာတနေ့ကျရင်ကျွန်တော်တို့နိုင်ငံရဲ့ PM ဖြစ်လာမယ်ပေါ့နော် PM ဖြစ်လာပြီဆိုရင်နေဟာနောက်ဆုံးငါတို့ရဲ့ PM ဖြစ်မယ်နေပြီးရင်မရှိရလာတော့မယ်ဆိုပြီးတော့မှ Prophet ပြုချက်တွေရှိတယ်ကဲတကယ်လို့ဒါဖြစ်တယ်ဆိုရင်တော့အဲ့ဒါကကဲအခုလက်ရှိနေတနီယာဟုကဂျိုးလူမျိုးတွေရဲ့အမှန်တကယ်အမတားမှနိုင်ငံမျိုးချစ်တဲ့သူ့လူမျိုးကိုချစ်တဲ့အင်အားကြီးသောသူတယောက်ပေါ့နော်ဝန်ကြီးချုပ်တယောက်တကယ်ဖြစ်လာပါတယ်ဆိုတော့ဟိုအရင်ကသူ့အကြောင်းကို prophet ပြုခဲ့တယ်လို့လူတယောက်က prophet ပြုခဲ့တယ်လို့အမှန်တကယ်သူ့ပြီးမှခရစ်တော်လာတော့မယ်ဆိုလို့ရှင်တော့ကြည်ဘလောက်တော့နေကပ်ပြီလဲဆိုတာနော်ကျွန်တော်တို့သဘောပေါက်ရပါတယ်ဟုတ်မဟုတ်တော့ကျွန်တော်တို့လည်းမသိပါဘူးเนาะကဲထားပါတော့ဒီဂျိုးလူမျိုးတွေရဲ့နိုင်ငံရေးပဏိပခတ်တွေနိုင်ငံရေးလွတ်မြောက်ခြင်းအရာကိုကြည့်ခြင်းအဖြစ်ကျွန်တော်တို့အနေနဲ့ဘာကိုသင်ခန်းစာရလဲဆိုတော့ရွက်နှုတ်ပေါက်နေပြီဆိုတဲ့သဘောဖြစ်ပါတယ်တင်မောတဖန်ပြင်ရွက်နှုတ်ပေါက်ပြီနွေရာသီလာတော့မယ်ဆိုတဲ့သဘောဖြစ်တယ်ယေရှုခရစ်တော်ကြွလာမဲ့ကာလဟာအရိပ်ပြနေတယ်တော်တော်ကိုနိကပ်နေပြီဆိုတဲ့အကြောင်းကိုနားလည်ရပါတယ်ဒါကသူကြွလာမဲ့အချိန်အတွက်နမိတ်လက္ခဏာဖြစ်ပါတယ်ခြေဆောင်ခြင်းအတွက်တော့မဟုတ်ပါဘူးခြေဆောင်ခြင်းအတွက်ပါနမိတ်လက္ခဏာမှမရှိဘူးဆိုတော့ကိုတော်တို့တဲ့အချိန်မေကြီးထိမကြွလာခင်မှာခြေဆောင်ခြင်းလာမယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကြောင့်ကျမ်းစာကလည်းပြောတဲ့အတွက်ကြောင့်ခြေဆောင်ခြင်းကပို့ပြီးတော့နေကတ်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်မလို့ခြေဆောင်ခြင်းအတွက်ဘာနမိတ်လက္ခဏာမှမပြောထားဘူးကျမ်းစာကဘာကြောင့်လဲဆိုတော့အချိန်မရွေးဖြစ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီညမနေ့ပြန်လည်းဖြစ်နိုင်တယ်ဒါကြောင့်မို့လို့အစဉ်သင့်ဖြစ်ဖို့ရန်ဒီအရာအဖြစ်ကျွန်တော်တို့နားလည်ရပါတယ်ဆိုတော့ဒီဂျိုးလူမျိုးတွေရဲ့ရွက်နှုတ်ပေါက်ခြင်းနိုင်ငံရေးမှာတိုးတက်လာခြင်းအဖက်ဖက်အရာရာမှာအားတောင့်တင်းလာခြင်းအရာသည်ယေရှုခရစ်တော်ရဲ့တိုးတဲ့အကြိမ်ပြန်လာမဲ့နေ့ရက်အတွက်ပြင်ဆင်ခြင်းနမိတ်လက္ခဏာအရေးပြတာဖြစ်တယ်။ကောင်းကင်ကနေဘုရားသခင်ကကျွန်တော်တို့ကိုအတန်ချက်ဆက်နဲ့ငါလာတော့မနော်ဆိုပြီးတော့အချက်ပေးတဲ့အတန်နေဖြစ်ပါတယ်ဝိနည်းရေးရာအတန်နေဖြစ်ပါတယ်ဒီခေါင်းလောင်းတန်ကိုသဘောပေါက်နားလည်နိုင်သောယုံကြည်သူများဖြစ်ပြီးတော့အမှုတော်မြတ်အတွက်ဒီအနည်းငယ်သောအချိန်တော်ထဲမှာစက္ကကြိုးစားလှုပ်ဆောင်နိုင်သောသူများဖြစ်နိုင်ကြပါစေလို့ကျွန်တော်ခွန်အားပေးလိုပါတယ်အရောက်စီတိုင်းကိုဖခင်ရှင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့ရဲ့ channel လေးကိုတကယ်လို့နားဆင်ပြီးတော့ဆက်လက်ပြီးတော့ခွန်အားတွေယူချင်သေးတယ်เนาะသဘောတူတယ်ဆိုလို့ရှိရင် subscribe လုပ်ပြီးကြပါဦးလို့เนาะ like comment တွေလည်းလုပ်ပြီးမယ်ဆိုရင်ကျွန်တော်တို့အမတန်မှဝမ်းသာမှာဖြစ်ပါတယ်လို့ကျွန်တော်တစ်ခါတည်းဖိတ်ခေါ်လိုပါတယ်လို့ကျေးဇူးတင်ပါတယ်